ကဲဒီနေ့တော့ပြောပြချင်တာလေးကမနက်ကကြုံတာလေးပြောပြချင်လို့ပထမတော့ဒီနေ့နားအောင်မယ်လို့စိတ်ကူးပေမဲ့ကိုရီကြုံတာလေးဒီနေ့မနေ့ကြုံတာလေးပြောပြပေးချင်လို့ဒီနေ့ပရိကျွတ်လာပြင်းနေဆိုတော့မျိုးသမီးကအိမ်မှာအုံနှခေါက်ဆွဲချက်မယ်ပေါ့ဗျာအုံနှခေါက်ဆွဲချက်မယ်ဆိုတော့သူမအားတော့ရှင်းဈေးသွားပြီးအုံသီးလေးတစ်လုံးပဲဖြစ်ဖြစ်ရိုးရလာတဲ့အုံရည်ဘူးလေးပဲဖြစ်ဖြစ်ဝယ်လာပြီးတော့ရင်ဖျားပန်းလေးလည်းဝယ်လာပြီးဆိုကျွန်တော်စီးရတော့မှာစီးရလွတ်လိုက်တယ်ပေါ့နော်ကျွန်တော်လည်းဈေးတဲ့မရောက်တာကကြာနေတော့ဒီအပိုင်းမရောက်ဘူးပေါ့နော်မရောက်ပြတဲ့ကြာတော့အဲ့ဒါငါသွားမယ်ပေါ့ကိုလည်းပဝင်းကြီးဘ ഹു တုတလေးလည်းရအောင်ဈေးနှုန်းလေးတွေသိအောင်ဆိုပြီးဒီနေ့ဈေးတွေကိုသွားတယ်ဈေးတဲ့လည်းရောက်တော့ဈေးတယ်လေးတွေကဒီနေ့ဈေးရောက်နေတော့နည်းနည်းလူလေးတဲ့လည်းနည်းကျဲတယ်လာပြည့်နေလို့ထားမသိဘူးပေါ့နော်အဲ့ဒါနဲ့ကြုံတော့ဆက်စုတော့တပည့်ရေတို့ကစွန်းရက်လေးတစ်စီးဘယ်လောက်လဲဆိုဈေးတယ်လေးပြီးတော့ဗါတဲ့ကစွန်းရက်တစ်စီးကိုတဲ့1000နဲ့ဒီ1000လုံးဖြစ်သွားပြီလားလို့ကိုရက်ကပဲ800လေးလို့ဟုတ်ဘူးဗါတဲ့ဒီနေ့ရတော့လာပြည့်နေဖြစ်နေလို့800မရဘူးတဲ့1000နဲ့ဟင်းလာပြည့်နေတဲ့ကစွန်းရက်နဲ့ဘာဆိုင်လို့လဲဆိုတော့ကျွန်တော်မဝယ်တော့ဘူးပြန်လာပြီအဲ့ဒါနဲ့ဖက်မှာချမောင်ရက်တဲ့တွေ့တော့လဲချမောင်ရက်တဲ့မေးကြည့်တပည့်ချမောင်ရက်တစ်စီးဘယ်လောက်လဲလို့400ပါတယ်ဟေးချမောင်ရက်တစ်စီး400လားလို့ကိုရက်ကနေပြီးရတဲ့တစ်ဖက်ကအပလာသေးတယ်လို့300မဟုတ်ဘူးလားလို့ဆိုတော့မဟုတ်ဘူးဗါတဲ့ဒီနေ့တော့400တဲ့အော်အီအများကြီးတာဟဲ့လို့ဈေးရတက်တာကျွန်တော်အဲ့ဒါနဲ့ဆက်ပြီးထွက်လာခဲ့မျိုးသမီးမှာတဲ့ဖျားပန်းပေါ့နော်အဲ့ဒါဝယ်မလို့ဆိုပြီးတော့ပန်းလေးရွေးတော့ဗောဗျာကိုရွေးတီရွေးနေရွေးပြီးတော့ကိုကြိုက်တဲ့ပန်းလေးလက်တာလေးတွေ့တော့ဖျားပန်းဒီလာပြည့်နေဆိုလဲမယ်ပေါ့အဲ့ဒါဖျားပန်းဝယ်မယ်ဆိုပြီးတော့ဒီဟာလေးတစ်စီးဘယ်လောက်လဲလို့ဒီပန်းလေးတစ်စီးဘယ်လောက်4000ပါတဲ့ဟောဗျာကိုရက်ကပဲဝယ်လာတယ်လေသမီး3000မဟုတ်လားသမီးရှင်မှာပဲဝယ်တာလေဟုတ်ဘူးဗါတဲ့ဒီနေ့ကလာပြည့်နေမလို့တဲ့4000ပဲယူရမယ်တဲ့3000နဲ့တော့မရဘူးတဲ့ဝယ်ရခက်နေပြီတဲ့ပစ္စည်းကပြတ်နေပြီလားစုံနေတော့ဗျာပြောတာပေါ့အဲ့တော့4000လည်းမတက်နိုင်ပေါ့3500ချပါလားဆိုတော့လည်းမရအောင်အဲ့ဒါနဲ့4000နဲ့ဝယ်လာခဲ့ရ4000နဲ့ဝယ်လာခဲ့ပြီးတော့အုံသီးဝယ်မယ်ဆိုအုံသီးဆိုင်သွားတော့လေအုံသီးကလာပြည့်နေပိတ်နေသူကလာပြည့်နေတဲ့မရအောင်ဘူးတဲ့ပိတ်တယ်တဲ့ဆိုတော့ပြီးတော့အဲ့ဒါဆိုလဲရိုးရလာတဲ့အရှိဘူးပေါ့နော်အဲ့ဒါဝယ်မယ်ဆိုပြီးတော့ကုံစုံဆိုင်လေးသွားမိကုံစုံဆိုင်သွားမိတဲ့ခါကျတော့ကုံစုံဆိုင်ကဘာပြောလဲဆိုတော့အဲ့အယောင်ကောင်မလေးပေါ့နော်ကုံစုံဆိုင်မှာအယောင်ကောင်မလေးအဲ့ကောင်မလေးကိုမေးကြည့်တော့တပည့်တို့ရိုးရလာတဲ့အုံးရီဘူးရှိလားလို့ရှိတယ်ဦးလေးတဲ့ဆိုအေးဘူးလောက်လို့ဆိုအဲ့ဒါပေါ့တော့ဘယ်လောက်လဲ3900ပါတဲ့ဩအေးတဘူးပေးလို့ဆိုအဲ့ဒါကိုကအဲ့မှာတဘူးပေးဖို့စောင့်တာပေါ့နော်ကောင်မလေးကလည်းယူလာပြီးတော့ကြွကြွကလေးနဲ့ထည့်ပြီးယူလာပြီးတဲ့အချိန်ကျတော့ကျွန်တော်9000နဲ့လေးတည့်ထုတ်ပြီးလိုက်9000နဲ့လေးတည့်ထုတ်ပြီးတော့သူပိုက်ရှင်ဆိုင်ရှင်မောက်ပေးလိုက်ပြီးတော့ဆိုင်ရှင်အမျိုးသမီးကမပြောသူကသူဆက်ရောင်းတယ်ကျွန်တော်လည်းမတက်ရက်တော့ဗျပြန်အားမယ်ပတ်စံပြန်အပူရအဲ့ဒါနဲ့တော်တော်လေးကြာတော့ကျွန်တော်လည်းမတည်ထိုင်တော့ဘူးကျွန်တော်9000နဲ့ပြီးထားတယ်လေလို့အုံးရဘူး3900ဆိုတော့ပြန်အားမှာမလားလို့ဆိုတော့ဟုတ်ဘူးတဲ့9000ဖြစ်သွားပြီတဲ့ဟင်အရင်3900ဆိုကလေးမလေးကပြောတော့3900မဟုတ်ဘူးတဲ့ဒီနေ့ကလာပြည့်နေတဲ့နောက်ပြီးတော့ပစ္စည်းကလည်းပြတ်နေပြီတဲ့နောက်ပိုင်းဒီသေးနဲ့တော့ရချင်မှရမှာပဲအော်သူ့တော့တောင်းပန်မလို့ဖြစ်ဆိုတော့ကြည့်ရတာကလာပြည့်နေမလို့ဈေးတက်တာတဲ့ပစ္စည်းကပြတ်မှာမလို့တဲ့နောက်ပစ္စည်းတွေဝယ်ရင်လည်းဒီလိုပဲဈေးတက်မှာမလို့တဲ့အော်ဒီအုံးရဘူးကအရင်တုန်းကဝယ်ထားတာမဟုတ်ဘူးလားလို့ဆိုတော့ဟုတ်တယ်တဲ့နောက်ပြန်ဝယ်ဈေးတက်မှာတဲ့အော်အဲ့ရတော့ပါသူကကြိုပြီးကျွန်တော်တို့စီကပတ်ဆိုင်ယူတာဗျာကျွန်တော်တို့မြန်မာလူမျိုးတွေကအကျင့်လေးတစ်ခုရှိတယ်မရင်လေးလှုပ်တယ်တို့ရေလေးကြီးတယ်တို့စိုက်ခင်းတွေပြက်တယ်တို့ဆိုရင်အဲ့ဒီမှာဈေးတွေတင်တော့တာပဲဆောင်းလာပြောသလိုပေါ့ဗျာစံဒါရန်ကုန်ဝင်ဖို့အခက်အခဲရှိလာပြီစီရန်ကုန်ဝင်ဖို့ခက်ခဲဖြစ်လာဆိုပစ္စည်းတွေသိညပစ္စည်းတွေမထုတ်နဲ့တော့မရောင်းနဲ့တော့နောက်ဘယ်ဈေးနဲ့ရောင်းမလဲမသိတက်ဈေးလေးစောင့်မအောင်ဆိုပြီးတော့အဲ့ဒါမျိုးအခြေအနေမျိုးလုပ်ကြကိုချင်းစာတရားတော်တော်လေးနေကြအဲ့ဒီရဲ့ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အရင်တော့ကိုဗစ်တက်တရားလိုက်ဖြစ်လိုက်သေးတယ်အားလုံးသိမှာပါတချို့လဲတေးကြတယ်မိသားစုတွေနဲ့ခွဲခွာကြရတဲ့အချိန်ပေါ့နော်ကျွန်တော်တို့ဆိုမိသားစု4ယောက်လောက်တော့ခွဲခွာခဲ့ရတယ်ဆိုတော့အဲ့ဒီကိုဗစ်တက်တရားလိုက်ဖြစ်တဲ့အချိန်မှာအဲ့ဒီအချိန်တော့ဒီပါရာစီတမော့ကိုအဓိကထားပြီးတောက်ကြတယ်လူတွေတော်တော်များများအဲ့တော့ဆေးဆိုင်တွေမှာတန်းစီရတာပေါ့ဗျာလူတွေရုံနဲ့ပေါ့မတ်စတီတက်လက်အိတ်တွေစွတ်နေပေါ့အဲ့လိုခေါင်းစွတ်တွေစွတ်အဲ့လိုတန်းစီရအဲ့ဒီရတဲ့အချိန်ကျတော့ကျွန်တော်လည်းတန်းစီနေနေကျွန်တော်ရှေ့တော်တော်ကြော်လောက်ကကောင်လေးတယောက်ကအဲ့ဒီနုံလေးပါအခုတဲ့ပါရာစီမော်လေးတစ်ခက်လောက်တယ်ဆိုတော့ဝယ်တော့ညီလေးတဲ့တစ်လုံး300ဖြစ်သွားပြီတဲ့တစ်ခက်ဆိုရင်3000နဲ့အဲ့ဒီအချိန်တော့ဈေးကိုပြောတာနော်အခုဈေးမဟုတ်အဲ့ဒီအချိန်တော့ကိုဗစ်ဖြစ်တဲ့အချိန်တော့ဈေးကိုပြောတာအခုတဲ့ကျွန်တော်မှ2500ပဲပါတယ်ရောင်းပါကူရဲ့တဲ့အမီဒီမကောင်းလို့ဟာတဲ့အမီဒီမကောင်းဖြစ်နေလို့အဲ့ဒါလေးတစ်ခက်လောက်
မရဘူးညီလေးတဲ့ DBC ကဝယ်လို့မရဘူးအခုကိုတို့တော့မှဒါလေးအကြံလေးရောင်းနေရတာတဲ့လိုချင်ယူတဲ့မလိုချင်မယူနဲ့တဲ့ကောင်လေးကဘာလို့မှမသိအဲ့ဒါဆိုရင်လည်းအလုံးကြီးကျွန်တော်တို့အဲ့ဒါနဲ့ကျွန်တော်ကခဏလေးနော်ဆိုတော့မှတန်းစီနေနေနေရာလေးပတ်ခိုင်းပြီးတော့အဲ့ကောင်လေးနာသွားလိုက်ညီလေးတို့ဟိုအဖြစ်အခုဝယ်ပြီးမယ်လို့ရောလူတဲ့ပတ်စံယူဆိုပြီးကျွန်တော်လူတဲ့ပတ်စံလေးပေါ့ဗျာသူ့အတွက်900ကို့အတွက်900ဆိုတာဘာမှမဖြစ်ပြီမဲ့သူ့အတွက်ဒီ900ကတော်တော်လေးကိုခက်ခဲဖြစ်တာအလောက်ကန်ရလဲအဲ့ဒီအချိန်ကိုဗစ်အချိန်တော့ဘယ်သူမှအလုပ်လုပ်လို့မရဘူးစာဝတ်နေတော်တော်လေးခက်ခဲကြပါတယ်ဆိုတော့အဲ့ဒီလိုအခြေအနေမျိုးရောက်နေတဲ့အချိန်မှာပူညီဖို့နီတာသူများအကျက်အတဲရောက်နေပြီဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေကမကောင်းတဲ့ညင်ဆိုးအကျင့်ဆိုးရှိကြအဲ့ဒါဘာလဲဆိုတော့ကိုချင်းစာတရားမရှိအခုအချိန်မှာလဲအခုအချိန်ခါမှာလဲပြည်သူတွေတော်တော်များများအခက်အခဲရှိနေကြပါအခက်အခဲရှိနေစာဝတ်နေအခက်အခဲရှိတယ်တချို့ဆိုရင်ဒါဘဲဥတလုံးနဲ့မိသားစုတွေအဆင်ပြေသလိုဖွဲချမ်းစိတ်ဖြာပြီးစားကြရတဲ့ဘဝငပိရည်နဲ့တို့စရာလေးနဲ့ဒီလိုစားကြတဲ့ဘဝတွေအများကြီးပါဆိုတော့ဈေးလာဝယ်တဲ့လူတိုင်းဟာချမ်းသာကြတဲ့လူတွေမဟုတ်ကြပါဘူးကိုဝယ်တိုင်းစားနိုင်နေဆိုကြပြီပဲလေဝယ်နိုင်မစားနိုင်တဲ့လူတွေတနေ့လုံးမှာတနေ့စားရတဲ့လူတွေအများကြီးရှိကြပါဆိုတော့အဲ့ဒီကိုချင်းစာတရားမရှိကြပါဘူးကုန်စည်နှုန်းတွေကလည်းအရန်တက်နေတဲ့အချိန်ဒီလိုမျိုးထပ်ပြီးတော့အခွင့်အရေးယူပြီးတော့အမျက်ဆုံးအများများရမှငါတော့ဖြစ်တော့မယ်ဆိုတာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေမှာကိုချင်းစာတရားကိုရှိကြတယ်အဓိကတော့ကမ္ဘာပေါ်မှာစစ်တီဖြစ်နေကြတယ်ဆိုတာလေကိုချင်းစာတရားမရှိကြလို့စစ်တီဖြစ်နေကြတာကျွန်တော်တို့မြန်မာနိုင်ငံမှာပဲဖြစ်တဲ့တကဘာလုံးမှာပဲဖြစ်ပေါ့ဗျာတကယ်လို့ငါမိသားစုရဲ့မိသားစုတယောက်လားသိသွားရင်ငါတို့ဘဝတွေဘယ်လိုဖြစ်ကြမလဲငါတို့ငိုကြွေးရမလားပူဆွေးရမလားသူတို့မိသားစုတွေတောင်ဒီလိုဖြစ်သွားရင်သူတို့မိသားစုတွေကလူတွေအခုလိုဒုက္ခရောက်တယ်တည်ကြကြည်ကြရတယ်နောက်ပြီးတော့ဆောင်းနာပြောသလိုစစ်ဘေးဒုက္ခရောက်ပြီးထွက်ပြေးကြရတယ်အိုးတွေအိမ်တွေပစ္စည်းဆုံးရှုံးသွားတယ်သူတို့ဥစ္စာပစ္စည်းလေးတချို့ဆိုရင်တစ်သက်လုံးရှာဖွေထားတဲ့အိမ်ယာလေးတွေစီးပွားရေးလေးတွေပစ္စည်းကုန်ဆုံးသွားခဲ့ရတဲ့လူတွေမိသားစုတွေအများကြီးပါအဖေသားတည်သွားလို့သမီးတည်သွားလို့အဖေတည်သွားလို့ဆိုတဲ့မိသားစုတွေအများကြီးပါအဲ့တော့ငါမိသားစုတွေကအဲ့လိုဖြစ်နေဆိုရင်ကမ္ဘာပေါ်မှာလည်းဒီလိုပါပဲကိုချင်းစာတရားမရှိကြတော့ဘူးရုရှားတို့ယူကရိန်းတို့မှာစစ်ပွဲတွေဖြစ်နေတယ်ဘုံတွေကျဲတယ်တိုက်ခိုက်တယ်ငါလူမျိုးငါဒေသငါတို့အရက်ဒေသနဲ့ငါတို့နိုင်ငံအတွက်ငါတို့ပြည့်စက်တယ်ဆိုတော့ညာလေတယောက်နဲ့တယောက်ညှိနှိုင်းနဲ့လုပ်ကြမယ်အပေးယူလုပ်ကြမယ်ဆိုရင်ဒီလိုမဆိုင်တဲ့ပြည်သူတွေတည်ကြည်ပျက်စီးမှုကတော်တော်လေးနည်းမှာအဓိကတော့ကိုနဲ့နှိုင်းမရိုင်းဆိုလိုပဲကိုချင်းစာတရားရှိလို့ပါတယ်ပြည်သူတွေဘလောက်အခက်အခဲအကြက်တဲတွေရောက်နေတယ်ဆိုတာကိုလည်းဒါသက်ဆိုင်တဲ့လူတွေအာဏာပိုင်တွေလည်းသိဖို့လိုတယ်လို့ကျွန်တော်ကဒါအကြံဉာဏ်လေးပေးတာပါရဲလည်းမပြောရဲပါဘူးနောက်တစ်ခုကျွန်တော်အတွေ့အကြုံလေးတစ်ခုပြောပြချင်ပါတယ်ကိုတုန်းကလွန်ခဲ့တဲ့နှစ်တော်တော်လေးကြာပါပြီအဲ့တော့ BBC သတင်းဌာနထင်ပါတယ်နိုင်ငံခြားသတင်းဌာနတစ်ခုပဲအဲ့ဒီကတင်ထားတာလေးတွေ့ပါတယ်အဲ့ဒီအချိန်တော့ဘာဖြစ်လဲဆိုတော့ဂျပန်နိုင်ငံမှာငရင်အကြီးကျယ်လှုပ်လိုက်တဲ့အချိန်မှာအဲ့မှာအခုအိမ်ကြီးပြိုတယ်တရားကြီးတွေပါကြီးဆိုတော်တော်ပြိုကျသွားတယ်ဆိုတော့တော်တော်လေးအခက်အခဲရောက်သွားတဲ့အချိန်မှာနိုင်ငံတကာကဝင်ရောက်ကူညီကြတယ်အမေရိကန်နိုင်ငံကဆိုအဓိကထားပြီးပို့ပြီးကူညီကြတယ်အမေရိကန်စစ်တပ်ကပါလာပြီးဝင်ရောက်ကူညီပေးတယ်ဂျပန်နိုင်ငံမှာကူညီပေးတဲ့အချိန်မှာစားနပ်ရိက္ခာစားဖို့ဆိုပြီးလူတွေချက်ပြုတ်စားဖို့အခက်အခဲတွေရောက်တယ်အကုန်လုံးဒုက္ခတွေရောက်နေတဲ့အချိန်မှာအဲ့ဒီမှာအမေရိကန်တပ်ဖွဲ့ကသူတို့ရိက္ခာဝေပေးတယ်ပေါ့ဗျာရိက္ခာဝေပေးတဲ့အခါမှာဂျပန်လူတွေကဂျပန်ပြည်သူတွေကတန်းစီပြီးတော့အဲ့ရိက္ခာကိုတန်းစီယူကြတော့3နှစ်အရွယ်လောက်ရှိအောင်ရှိခင်ဗျအဲ့ကလေးတွေကဒါ BBC မှာမမျှော်လင့်မဲနဲ့သူကဗီဒီယိုလေးရိုက်လိုက်ပြီးအဲ့ဗီဒီယိုလေးကိုကဘာကြော်သွားရဲ့တချို့တော့ကြည့်ဘူးမှာပါတချို့တော့မကြည့်ဘူးကြဘူးထင်ပါတယ်အဲ့ကလေးလေး3နှစ်ကလေးလေးကလည်းအဲ့မှာသူဗိုက်စာလို့ဆိုပြီးဝင်တန်းစီနေတယ်တန်းစီတော့ရှေ့မှာလူအုပ်ကြီးကလည်းအရှိကြီးဖြစ်နေတော့သူ့အတွက်ရောက်ဖို့အတွက်မျှော်ရတာပေါ့ဗျာမရောက်ခင်မှာပဲကုံသွားမလားခေါင်းလေးမျှော်နဲ့ပြီးတော့လဲမိဘတွေမပါလာဘူးထင်ပါတယ်မိဘတွေကပဲမရင်နဲ့ပဲပါသွားလားဒါမှမဟုတ်လဲအကြောင်းမျိုးကြောင့်ပဲလားတော့မပြောတတ်ဘူးနော်အဲ့ဒီမှာအဲ့ကလေးလေးကတန်းစီပြီးစောင့်နေရင်းကနေပြီးတော့ဘေးမှာအမေရိကန်စစ်သားတယောက်ကဒီကယ်ဆယ်ရေးလုပ်ပြီးနေတဲ့အကူအညီပေးနေတဲ့အမေရိကန်စစ်သားတယောက်ဒီကလေးလေးကိုကြည့်ပြီးတနာပြီးတော့သူတော့ဗိုက်စာနေမှာပဲဆိုပြီးတော့အဲ့ကလေးလေးကိုသူ့အိတ်ထဲမှာပါတဲ့မဟုတ်ဘူးလေခမင်းဘူးပေါ့ဗျာအမေရိကန်ကတော့ပေါင်မုတ်တို့ဘီစကွတ်တို့ဘာတို့ညာတို့အသားပြားတို့အဲ့ဒါဒီပါမှာပေါ့သူတို့ထမင်းဘူးအဲ့ထမင်းဘူးလေးကိုရော့ဆိုပြီးလိုက်တော့အဲ့ကလေးလေးကလည်းကြောင်ပြီးတော့ခေါင်းခါတယ်မယူဘူးပေါ့ဗျာမယူခေါင်းခါမဟုတ်ယူပါစားပါပေါ့နော်ဒီကလေးလိုပြောတော့ဂျပန်လေးကလည်းဂျပန်ဆိုတော့သိနာမလို့အတင်းပြီးတော့လက်ကလေးကင်ပြီးအတင်းပြီးတဲ့ခါကျတော့ကလေးလေးကယူလိုက်တယ်ပြီးတော့ခေါင်းလေးညှစ်ပြီးဟိုက်ခေါင်းညှစ်အဲ့ဗီဒီယိုလေးကြည့်လိုက်ရပြီးတော့သူကအဲ့မုတ်ဘူးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာသူစားမဲ့ပမာဏထက်နည်းနည်းများနေတယ်လို့ထင်ပါတယ်ဒါမှမဟုတ်လဲသူနဲ့အကွက်တိလောက်လည်းဖြစ်မှာဒါပေမဲ့ဟိုထဲမှာအမေရိကန်စစ်သားစားမဲ့ဟာကတော့လူကြီးစားမှာဆိုတော့သူ့အတွက်တော့များမှာပေါ့ဗျာဆိုတော့အဲ့ဒီခါမှာသူ့ရဲ့ညနေချင်းဆိုင်ဘီပလက်ဖောင်းလေးမှာဘုတ်တူလေးထားပြီးတော့
ရနိုင်တော့ဘူးလို့ထင်တယ်ကလေးအဲ့ကလေးလေးကလည်းသူနဲ့မတိမ်မီလောက်ပဲသူကလည်း2နှစ်လောက်3နှစ်လောက်ပဲရှိတယ်အဲ့ကလေးလေးကကောင်လေးကမုတ်တုတ်လေးထားပြီးတော့ဂျပန်ကောင်လေးပေါ့နော်ဂျပန်ကလေးလေးကထိုင်ပြီးတော့အဲ့ဝေတဲ့လူတွေရှီကမပီးဒီမချင်းသူမုတ်တုတ်လေးထိုင်စောင့်နေတယ်စောင့်နေတော့အဲ့ကလည်းစားတယ်ထင်ပါတယ်အရင်လှုပ်ထားတော့သူတို့လည်းစားတယ်မရှိကြဘူးအဲ့ဒီကမှအဲ့ကလေးလေးကထွက်သွားပြီးတော့စောတော့တန်းစီနေရနေပြီးတော့အဲ့ကလေးလေးကထွက်သွားပြီးတော့ဟိုပလက်ဖောင်းပေါ်မှာထိုင်နေတဲ့ကလေးလေးကိုသူ့မုတ်ကလေးတွေသူ့ရဲ့ပေါင်မုတ်ကလေးတွေသူ့ရဲ့ဘီစကုတ်ကလေးတွေကိုသူ့အမေရိကန်စစ်သားကပေးလိုက်တဲ့ဟာလေးတွေသူကဝေပြီးတက်ဝက်ခွဲပြီးဟိုကလေးလေးကလည်းယူနှစ်ယောက်ထိုင်ပြီးတော့မှထိုင်စားနေတာသူ့ထည့်ပေးလိုက်သူကယူလိုက်အဲ့လိုပြောတယောက်နဲ့တယောက်စားနေတာတွေ့အဲ့ဒါကို BBC သတင်းဌာနကမမျှော်လင့်ပဲရိုက်ပြီးသွားတယ်ဗီဒီယိုဆိုတော့အဲ့ဒီဟာလေးကိုတင်လိုက်တဲ့အခါမှာအဲ့ဒါလေးကလူတော်တော်များများကြည့်ပြသွားကြဆိုတော့ဆိုလိုချင်တာကကျွန်တော်တို့နိုင်ငံသားတွေအကုန်လုံးအခက်အခဲအကြက်တဲရောက်နေတဲ့အချိန်မှာဒီလိုမျိုးကူညီဖို့နေနေတာကိုအတ္တနဲ့ကိုအကျိုးစီးပွားအတွက်ကိုပဲကြည့်ပြီးလောက်ကြတာအားတော့ကျွန်တော်တို့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံအတွက်တော့တော်တော်လေးအကျိုးဆိုးပါတယ်မနေ့ကဈေးရသွားရင်းနဲ့ဒီကားလေးတစ်စီးကတိုက်စီကားလေးပေါ့နော်တိုက်စီကားတစ်စီးကရက်ပြီးတော့ပရိုဘောက်ကရက်ပြီးပုတ်ဖွင့်ပြီးတော့အထုပ်ကလေးတွေနဲ့မုတ်ထုပ်ကလေးတွေထင်ပါတယ်ကျွန်တော်ထင်ပါတယ်အဲ့ဒါလေးတွေလှမ်းဝေပြီးနေတယ်လူပေါင်းလူတွေကလည်းအပြေးရွားယူကြတယ်ဆိုတော့လူတန်းသားအလွှာပေါင်းစုံကဒီမုတ်ထုတ်ကလေးဘူးလေးတွေလိုက်ဝေအောင်သူတို့ပီတိဖြစ်ပြီးယူကြဆိုတော့တခြားကြီးကြီးကျယ်ကျယ်နဲ့စိုင်းနေဘုံကြီးနဲ့ဆိုတော့ပဲအဝတ်စားကောင်းကြီးတွေဝတ်စပီကာကြီးတွေဖွင့်ဆိုတော့ဟိုလူတွေဝတ်စားပြီးရွှေတွေတွဲလောက်ငွေတွေတွဲလောက်နေတယ်လှူလာတဲ့ဆိုင်တကယ်လိုအပ်နေတဲ့လူတွေစီကိုလှူတာတော်တော်လေးကုသိုလ်ရအဲ့ဒါနေပြီးတော့ပြန်လာတော့တက်ခက်လန်းလန်းမှကြီးလိုက်တော့သတုတီတာကျွေးနေတာတွေ့တယ်ဘာကျွေးရလဲဆိုတော့မွန်ဟင်းကားကျွေးဆိုတော့လူတွေအများကြီးပဲဗျာအဲ့ဒီမှာဒါစားနေကြတာဆိုတော့ကျွန်တော်လည်းအဲ့မှာ process ပြီးဘေးနာရက်ပြီးပီတိပေါ့ဗျာပီတိနဲ့ရက်ပြီးကျွန်တော်တော့လှမ်းခေါ်သေးရလာစားပါမစားရတယ်လို့ကျေးဇူးပဲလို့ကျွန်တော်လည်းမတက်ရက်ကြည့်စားလိုက်ကြတာဗျာတချို့ဆိုရင်ထတောင်းကြစားကြဆိုတော့ဒါတကယ်လိုအပ်နေတဲ့လူတွေသူတို့အတွက်ဒီမနေ့တခင်းမှာ breakfast အတွက်ပြီးသွားပြီတချို့ဆိုများများစားလိုက်ရင်နေ့ကင်းတော့စားမှာမဟုတ်တော့တယောက်ကတော့ပြီးသွားပြီဒီနေ့တော့ပွဲငိမ့်သွားပြီကွာဆိုပြီးတော့လူတယောက်ကစားပြီးတော့ထွက်လာတယ်ဒီတော့အေးဆေးပဲဗျာပွဲငိမ့်သွားပြီသဘောကတော့ဒီနေ့လေစားအထိပါသူကာပြီးသွားပြီပွဲစားစရာမလိုတော့ဘူးပေါ့ဗျာဆိုတော့ဒါလေးတွေကူညီပေးတာဟာကိုတက်နိုင်တဲ့လောက်ကူညီပေးတာဟာအများကြီးကုသိုလ်ရပါတယ်တကယ်လိုအပ်နေတဲ့လူတွေစီကိုကူညီပေးတာကုသိုလ်ရပါတယ်ပြီးတော့ဂျပန်နိုင်ငံမှာစောနပြောမယ်ဆိုရင်အဲ့လိုငရင်လှုပ်ပြီးတော့တဲ့အချိန်မှာဒီသတင်းဌာနကရိုက်ထားတဲ့နေရာမှာဒီစူပါမားကတ်လေးတွေအိမ်ဆိုင် shopping ဆိုင်လေးတွေပေါ့မီနီမားကလေးတွေပေါ့အဲ့ဒီမှာဖွင့်ထားတဲ့ဆိုင်တွေမှာဆိုရင်ဂျပန်လိုရေးထားတယ်ဘာရေးထားလဲဆိုတော့ဒါကဟို translate နဲ့ပြန်ကြည့်တဲ့အခါသူကဘာပြောလဲဆိုတော့အောက်မှာလဲစာတန်းထိုးတာကိုအဲ့ဒီအချိန်တော့ဆိုတော့ဘာရေးထားလဲဆိုတော့ရခင်ဈေးတဲ့ရခင်ရောင်းချသည့်ဈေးအတိုင်းသာဆက်လက်ရောင်းချပါပြီဈေးတင်ပြီးရောင်းချခြင်းမျိုးမပြုပါဆိုတဲ့ site book ကလေးတွေတင်ပြီးတော့သူတို့ရောင်းကြကျွန်တော်တို့နိုင်ငံဆိုရင်တော့ဈေးတင်ပလိုက်ပေါ့ဗျာအဲ့လိုနိုင်ငံမှာအခက်အခဲတွေအကြက်တွေဖြစ်လာပြီးဈေးတင်ပလိုက်ပေါ့ဈေးကကုန်2ဆလောက်တင်ပလိုက်တာပြီးပေါ့တချို့ဆိုင်တွေဆိုရင်ဘယ်ပစ္စည်းတွေကိုအခမဲ့လာရောက်ဝယ်ယူနိုင်ပါတယ်အဲ့ဒါမျိုးလေးတွေပါပြောတော်တော်ထူးထူးဆန်းဆန်းနဲ့ဒါကျွန်တော်တို့နိုင်ငံလိုဗုဒ္ဓဘာသာအရင်ကြီးထွန်းကားတဲ့နိုင်ငံမျိုးမဟုတ်ပါဘူးဂျပန်နိုင်ငံဆိုတာဒါပေမဲ့သူတို့မှာအကျဉ်းသားတရားစာနာတတ်တဲ့စိတ်ကလေးတွေရှိတဲ့အတွက်ကြောင့်လေကမ္ဘာပေါ်မှာနံပါတ်1နေရာကိုဂျပန်နိုင်ငံရောက်ရှိသွားတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကတော့ငါအတ္တငါမိသားစုငါအကျိုးစီးပွားဒါဟိုပဲကြည့်ကြတဲ့လူတွေများပါတယ်နောက်အနာစောစောကပြောလို့တော့ဗျာပြောမယ်ဆိုရင်တော့ငါနောင်ဘဝအတွက်ဆိုပြီးတော့ကြီးကြီးကျယ်ကျယ်တွေလှူကြတယ်အဲ့လိုလှူရင်ငါနောင်ဘဝအတွက်ကြရင်ငါတော့ကောင်းပါပဲဆိုတဲ့စိတ်ကူးတွေနဲ့လှူကြဆိုတော့ဒါကလည်းလောဘတရားတစ်ခုပါပဲငါနောင်ဘဝကောင်းကောင်းနေရဖို့အတွက်လှူရပါတကယ်တမ်းကတော့စေတနာအတန်နဲ့လှူတာမျိုးမဟုတ်ဘဲနဲ့နောင်ဘဝကောင်းစားဖို့အတွက်ကိုယ့်အတ္တနဲ့ကိုယ်လှူတာမျိုးဖြစ်ပါတကယ်လိုအပ်နေတဲ့လူတစ်ယောက်ကိုလှူလိုက်ရင်အဲ့ဒီလူရဲ့ရလာတဲ့အဲ့လူပြုံးပြီးကျင့်တတ်သွားတဲ့ပီတိဟာကိုယ့်စီကိုပြန်စည်းခြင်းပါအဲ့ဒီစည်းခြင်းလာတဲ့အဲ့ကုသိုလ်သူ့ရတဲ့ပီတိမျိုးကိုယ့်စီပြန်ရောက်လာပြီကိုယ်လည်းတစ်ချိန်အခက်အခဲအကြက်တဲရောက်လာတယ်ကိုယ်လည်းအဲ့လိုကူညီမဲ့လူတွေဟာတစ်ချိန်မှာပေါ်လာမှာပဲဖြစ်ပါဒါကြောင့်မလို့အတိကပြောချင်တာကတော့ကိုချင်းစာတရားပါတော်တော်လေးကိုဆူဝါးပါဒါလေးကျွန်တော်မနေ့ကကြုံလို့တွေ့ကြုံပြီးပြောပြထားတာပါပြောပြချင်တာပါအဲ့တော့ကိုချင်းစာတရားတာရှိပြီဆိုရင်ကျွန်တော်တို့ကဘာကြီးမှာစစ်လည်းဖြစ်ပါဒီလိုမျိုးကုန်စည်နှုန်းတွေမတရားတင်ပြီးရောင်းတဲ့ပြောမယ်ဆိုရင်ရိုင်းပြောရရင်ဆိုတော့အတ္တလူဒန်းစားပေါ့ဗျာအဲ့ဒီလိုအတ္တလူဒန်းစားတွေမရှိပါဘူးအခုတော့ကျွန်တော်တို့နိုင်ငံမှာကိုချင်းစာတရားတော်တော်လေးကိုခေါင်းပါကြတယ်လို့ပဲကျွန်တော်သုံးသပ်ပြောချင်တာပဲဖြစ်ပါတယ်ဒါလေးကသူများကိုအပြစ်ပြောတာလည်းမဟုတ်ပါဘူးတကယ်ကိုဖတ်ပြီးကြားမိတဲ့လူတွေလည်းဒီလိုမျိုးမရှိသေးရတဲ့ဒုက္ခရောက်နေတဲ့အကြက်တဲရောက်နေတဲ့သူတွေအဲ့ဒါမျိုးတွေကိုကူညီပေးကြပါလို့မြစ်တာရက်ခံပြီးကျွန်တော်တောင်းဆိုတာပါအားလုံးကျမ်းမာကြပါသည်ဒီအပေါင်းပြေဝေးပြီးရန်သူမျိုး၅ပါးအန္တရာယ်ကပြေဝေးကြပါသည်ခင်ဗျာ